အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ဒီပုံထဲမှာပါတဲ့ plastic packaging လေးကိုဒီလိုမျိုးဖောက်ထွင်းပြီးမြင်ရတဲ့ plastic packaging လေးဖြစ်အောင်လို့ဘယ်လိုမျိုး background remove လုပ်မလဲဘယ်လို selection လုပ်မလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ document နှစ်ခုယူထားပါတယ် okay ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ select ပေးလိုက်ပြီး control ပွေနဲ့ဒီမှာလာချပြီးဒီလိုမဟုတ်ပါဘူးเนาะ okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်နီးလန်းမှန်လေးကိုသွားလိုက်မယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဖယ်ပြားလေးကို selection ပေးမယ်ဖယ်ပြားကို selection ပေးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ control J နဲ့ပွားလိုက်မယ် okay ဒါမျိုးလေးရလာမှာဖြစ်ပါတယ် background လေးကိုပြန်ရွေးမယ်ပြီးရင်ကျွန်တော်တို့ packaging ထဲမှာပါတဲ့ပစ္စည်းလေးကိုရင် selection ပေးပါမယ်သူ့ကိုလည်းပဲကျွန်တော်တို့ control J နဲ့ပွားထားလိုက်မယ် okay ဒါမျိုးလေးရလာပါပြီဒီ layer နှစ်ခုကို control E နဲ့ကျွန်တော်တို့ပေါင်းပေးလိုက်မယ် okay background ကိုပြန်ရွေးတယ်ပြီးရင် packaging တစ်ခုလုံးကို selection ပေးမှာဖြစ်ပါတယ် okay selection ရပြီဆိုရင် control J နဲ့သူ့ကိုလည်း copy ပွားထားလိုက်မယ် okay ဒါလေးကိုကျွန်တော်တို့ control shift U နဲ့ black and white ပြောင်းလိုက်မှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ control alt 2နဲ့သူ့ကို selection ပေးလိုက်ပြီး control J နဲ့သူ့ကိုလည်း copy ပွားလိုက်မယ်ဒါမျိုးလေးရလာမှာဖြစ်ပါတယ် okay ကျွန်တော်တို့ဒီအပေါ်က layer လေးကိုပဲသုံးမယ်ဒီကောင်ကိုမျက်စိမှိတ်ပြီးထားပြခဲ့မယ်ဆိုတော့ပထမယူထားတဲ့ layer နဲ့ပေါင်းလိုက်မယ် control E ကိုနှိပ်ပြီးတော့ okay ဒါဆိုရင်ဒါမျိုးလေးရသွားပြီဒါဆိုရင်တော့ control A control C နဲ့ copy ကူးပြီးတော့ဒီဘက်မှာ control V နဲ့ဒီလိုလေး page ချလိုက်ပါဒါဆိုရင်တော့ဒီလို transparency packaging လေးကိုရလာမှာဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ